လင်တန်နဲ့မြန်မာပြည်သူတွေမှာစစ်တပ်ရဲ့နေစဉ်မရမနာပုံကျဲနေတဲ့လူလောကပ်ဘေးကိုလည်းခံနေရပြီးဆရာနာရှင်စနစ်စုပ်ကိုချေမော်ရဲ့အန်ယူဂျီယာရဲ့သမလာတိုက်တွန်းငလင်တန်နဲ့မြန်မာပြည်သူတွေမှာစစ်တပ်နေစဉ်မရမနာပုံကျဲနေတဲ့လူလောကပ်ဘေးကိုလည်းခံနေရပြီးဆရာနာရှင်စနစ်စုပ်ကိုချေမော်ရဲ့မြို့သားညီညွတ်ရေးဆိုရအန်ယူဂျီယာရဲ့သမလာတော်လက်ရှိနာကတိုက်တွန်းပြောဆိုပါတယ်။ဂျမန်နေ့ပြုလုပ်တဲ့မြို့သားညီညွတ်ရေးဆိုရတဲ့10/2025ဆိုရအဖွဲ့အစည်းအဝေးမှာယာယီသမလာတော်လက်ရှိနာကတပ်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ်။တဘာဝဘေးရနေအတွင်းနဲ့ကြားရောက်နေတဲ့မြန်မာပြည်သူလူထုတွေဟာဆရာနာရှင်စနစ်စုပ်ကပန်တီးလိုက်တဲ့လူလောကပ်ဘေးကြီးနဲ့လည်းကြုံတွေ့နေကြနိုင်ငံတကာအသီးသီးကိုလက်တွေ့မျက်မြင်သိစေချင်ပါတယ်ထို့သဖြင့်ဂျပန်စစ်ကောင်စီကနေစဉ်မရမနာပုံစံတိုက်ခိုက်နေရတဲ့ပြည်သူတရလုံးကန်စားနေရလူလောကပ်ဘေးတကူလိုဖြစ်နေရကိုမေ့ထားလို့မရပါဘူးဒီဆရာနာရှင်စနစ်စုပ်ကိုအများဆုံးမချေမုန်းနိုင်တဲ့ပြည်သူလူထုခံစားရတဲ့ဒုက္ခတွေကတတိတိနဲ့တစိမ့်စိမ့်ခံစားနေရတယ်လို့ဖြစ်နေမယ်လို့ယူဆရလို့အန်ယူဂျီယာရဲ့သမ္မတကပြောပါတယ်စစ်ကောင်စီကပြည်သူလူထုကိုနေစဉ်ပုံစံတိုက်ခိုက်ရမှာကချင်လူမျိုးရဲ့တပ်မတော်ရဲ့တပ်မရှင်နဲ့မြေရှိတင်နန်းချောင်းကိုမတ်လ31ရက်ညပိုင်းလင်းနဲ့ပုံစံတိုက်ခိုက်ရလူငယ်36အသေးဆုံးမိ20ကျော်တရားပြင်းထန်စွာရရှိကြောင်းစစ်တပ်နဲ့ပြန်အာဏာတည်မြဲအတွက်ဘာမဆိုလို့ရတာကိုနားလည်သဘောပေါက်နေပြီဖြစ်ကြောင်းအန်ယူဂျီယာရဲ့သမ္မတကဆက်လက်ပြောဆိုပါတယ်အကြပ်ဖက်စီအုပ်စုကအာဏာတည်မြဲအတွက်ဆိုရင်ဘယ်ရာကုန်ဆိုလို့ရတယ်ဆိုတာကိုပြည်သူတရလုံးကနားလည်သဘောပေါက်နေပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့နိုင်ငံတကာအတိုင်းဝိုင်းနဲ့ဒေသတွင်းနေချင်းနိုင်ငံတွေကိုအထူးမြစ်တာရက်ခံလိုတာကတော့စစ်မှန်တဲ့လူထုအစိုးရနဲ့သာနိုင်ငံတွင်းကပြည်သူတွေရဲ့ဒုက္ခတွေကိုအပြီးဆုံးနိုင်လို့မြောက်လှုပ်ဆောင်နိုင်မှာဖြစ်ကြောင်းသိစေချင်ပါတယ်။ပြည်သူလူထုတရလုံးခံစားနေရတဲ့ဒုက္ခတွေကလက်တလောအနာသက်သာအောင်စေမီတိုနီလောင်နဲ့အမှန်တကယ်မပြောင်းနိုင်မှုဆိုတာနိုင်ငံတကာအတိုင်းဝိုင်းတစ်ခုလုံးနဲ့ဒေသတွင်းနိုင်ငံအလုံးကိုအလေးနဲ့ထားသိစေချင်တယ်လို့ဆက်ပြောပါတယ်။အန်ယူဂျီနေဖြင့်ငလင်တန်တဲ့ပြည်သူတွေကိုကူညီရေးအတွက်တက်ဆန်သမျှစူးစမ်းသွားမည်ဖြစ်ပြီးနိုင်ငံတကာထောက်ပံ့တွေကိုလည်းအောက်ခြေပြည်သူလူထုစီတို့အဖိတ်စင်မရှိပဲပြည့်ပြည့်ဝဝတိုက်ရိုက်ရောက်ရှိစေနိုင်လိုအပ်ကြောင်းကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေတဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့နိုင်ငံတကာကိုလည်းမြို့သားညီညွတ်ရေးဆွေးနွေးကကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတကထုတ်ဖော်ပြောဆိုပါတယ်။နောက်တဲ့တင်ဆက်ပေးမှာကတော့ပြည်내ထူထောင်ရေးနိုင်ငံတကာကူညီဒေါ်လာ350တန်မင်းကိုစစ်ကောင်စီရတာမတ်လ28ရက်ကလောက်ခဲ့တဲ့စကိုင်းငလင်ကြောင့်မြန်မာနိုင်ငံကူညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ရနိုင်ငံတကာကူညီအမေရိကန်ဒေါ်လာ350တန်မင်းရရှိထားကြောင်း ISP မြန်မာဧပြီလ1ရက်နေ့ထုတ်ပြန်ချက်မှာပုံပြပါတယ်။မြန်မာနိုင်ငံငလင်ပေးတဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုနဲ့ကူညီကယ်ဆယ်ပေးရမှာတရုတ်နိုင်ငံရဲ့ကူညီမှုကအများဆုံးဖြစ်ပြီးUNတန်100နဲ့ကယ်ဆယ်ရေးဖွဲ့ဝင်ဆဲလို့မျိုးလည်းအများဆုံးဖြစ်ကြောင်းသိရပါတယ်။အခုညီပေးတဲ့နိုင်ငံ10နိုင်ငံနီးပါးရှိပြီးတော့တရုတ်နိုင်ငံကUNတန်100ဥရောပသမဂ္ဂမှာယူရို2.5တန်စင်ကာပူနိုင်ငံမှာစင်ကာပူဒေါ်လာ3သိန်းခွဲတောင်ကိုရီးယားနိုင်ငံမှာအမေရိကန်ဒေါ်လာ2တန်နဲ့ပြည်တဲ့အမေရိကန်နဲ့အခြားနိုင်ငံတွေမှာလည်းကူညီထောက်ပံ့ပေးမှုတွေရရှိထားပါတယ်။ဒေါ်အာရှဖွံ့ဖြိုးရေးဘဏ်ကလည်းမြန်မာပြည်သူတွေရေးပေါ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေပံ့ပိုးရန်အတွက်အမေရိကန်ဒေါ်လာ3တန်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းယမန်နေ့မှာထုတ်ပြန်ပါတယ်။တခြားတစ်ပတ်မှာလည်းငလင်ပြန်လည်ထူထောင်ရေးအတွက်ယမန်နေ့ကဘတ်ဂျက်ကနေကျပ်ဘီလီယံ900ကိုဧပြီလ1ရက်ကစတင်သုံးယူမယ်လို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လိုက်ကယမန်နေ့နေပြီးတော့ငလင်ပေးတဲ့ပြည်သူများအတွက်အလုံငွေပေးရပွဲမှာပြောခဲ့ပါတယ်နိုင်ငံတကာမှာကူညီပေးတဲ့အကူအညီထောက်ပံ့မှုတွေပေါ်မှာစစ်ကောင်စီမှနိုင်ငံရေးအမြတ်ထုတ်မှုတွေမရှိစေတေချာစွာလှုံ့ဆော်မယ်လို့ Justice for Myanmar ပါဝင်ဒေသတွင်းနဲ့နိုင်ငံတကာရပ်ဘက်ဖွဲ့စည်း265ဖွဲ့တို့ကမတ်လ30ရက်နေ့ကပူးပေါင်းထုတ်ပြန်ထားပါတယ်။